ကရင်လူကတော့ခေထွာလို့ခေါ်တယ်မဖူးလေးမမို့စောကြပါဦးမအဖအငပိတ်တောင်းလေးယူလာတာဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မိုတွေရခဲ့တယ်ပေါ့နော်ဘာမိုလဲဆိုတော့ဒီမှာတောင်ပုမိုလာမသိမိုင်းလည်းမအောင်တော့ကရင်လူကတော့ခေထွာလို့ခေါ်တယ်ဒီမိုကတော့ဒီမိုးရသည်မှာပဲပေါက်တာပေါ့နော်မိုးရသည်ဒီမှာပေါက်တယ်ဒီမှာဒါတော့ပြားနေပြီပေါ့နော်အဲ့လိုပဲပြောမှာဒါအဖူးတွေချိုနေရောပဲငငယ်တော့ဆိုဒါစားကျင်လို့လေလိုက်ရှာတာမောအခုတော့ကျွန်တော်ဒီနေ့အများကြီးရလာခဲ့တယ်ပေါ့နော်မိုးတွေအဲ့ဒါခဏနေကျွန်တော်ဒီလိုမျိုးရိုးရိုးကြော်စားရဖြစ်ချက်စားရဖြစ်လုပ်ပြီးတော့ကျွန်တော်ထမင်းနဲ့စားရဖြစ်ပါတယ်ကဲအခုနည်းနည်းတန့်ရှင်းလုပ်ပြီးတော့ချက်လိုက်ပါအောင်မယ်ခင်ဗျာအများကြီးတော့ဆေးစရာမလိုတော့ဘူးเนาะဒီမှာတော့ဆေးထားပြီးတော့နည်းနည်းပါတယ်ဒါကိုခဏနေကျွန်တော်ချက်စားမှာပေါ့စားချင်တာကြာပြီဒီမိုကိုမြန်မာလိုဘယ်လိုလဲမသိကျွန်တော်မေ့သွားတောင်ဖို့မို့ဝယ်လာတယ်မိုးရဲ့တဘာဝကလည်းမြေကြီးမှာပေါက်ရဆိုတော့မြေကြီးကတ်တာတော့မဆိုင်ဘူးဒီလိုမြေကြီးပါတော့ကဲရှင်းလိုက်မယ်နော်ခဏလေးကဲအခုကျွန်တော်ချက်လာတော့ဒီထဲမှာတော့စီရယ်ချက်သုံးပြည့်နဲ့နည်းမိုက်ထည့်ထားပြီပေါ့နော်အရင်ကစီပတ်မယ်စီပတ်ပြီးရင်တော့မိုးကိုတခါလေးကြော်မှာဖြစ်ပါတယ်တခါလေးကြော်မှာပေါ့နော်ကြော်လိုမျိုးအယောင်တင်မို့တွေပါလည်းမတော်တော့ဘူးနော်ဘယ်လိုမျိုးမိုးကိုဆက်ဆက်ပြမချက်ပေါ့နော်ဒီလိုမျိုးရိုးရှင်းပဲကြော်စားပါနော်ကြော်ချက်လိုမျိုးပေါ့ကဲချက်သုံးပြည့်စီပတ်ပြီးတော့မိုးချက်ပါတော့အရသာဒီခက်လိုက်တယ်မှာတော့ဒီမှာတော့အရသာမိုးပေါ့နော်အချင်းမိုးရောတုံးသူအရသာမိုးလည်းကြည့်ကဲချက်တော့ A few moments later ကဲအခုကျွန်တော်သမင်းစားပါတော့မယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့ဒီနေ့ special ဟင်းလေးရာကြီးပေါ့နော်အိုးမိုးဟင်းရှယ်ပဲနာလီကလည်းမွေးနေရောပဲချိုစိတ်နေရောပဲဒီမိုးရတာကျွန်တော်ဒီမိုးလေးငငယ်ကလေးအဝစားခြင်းတာတခါမှမစားဘူးငယ်တော့ရှာလို့ရရင်လည်းတပွင့်အဲ့လောက်ပဲကဲဒီနေ့မှာတော့တို့စရာတူဘာမှမရှိတော့ဘူးဒီနေ့ကတော့ဒီမှာတော့အဖွားရငပိတ်ထောင်းယူလာထားတယ်နောက်ပြီးတော့မိုးနဲ့စားမယ်တခွာပြီးရနောက်ပြီးတော့ဒီမငင်းရွက်ရမိုးဟင်းနဲ့ပဲ special စားမယ်ကြည့်ဒီမိုးကလေတော်တော်လေးချိုးတယ်မကြည့်မယ်နော်ပြိတ်ကြီးလာစားကြပါဦးဒီမှာမိုးဟင်းမိုးကြော်ပေါ့နော်တော်တော်ကောင်းတဲ့မိုးကတော့ဒီမိုးတော်တော်ချိုး
ဒီမူရရွှေတက်ရှာတယ်ပေါ့နော်ရွှေကပတ်စံရှင်းဝယ်လို့ရတယ်ဒီမူကပတ်စံရှိတဲ့နေရာတော့ဝယ်စားလို့မရမအပိုင်ပိတ်ထောင်လေးယူလာတာမဖူးလေးသူရဲ့အကြီးရလည်းပြပြလေးနဲ့ကြော်ထားပေါ့လေဒါမဲ့မူကအကြီးထွက်လာကောင်းနေပါဒီတော့အားစားကြတဲ့မူဝါစားရပါတော့ငယ်တော့ဆိုဒီမိုရှာရင်လေတော်တော်ခက်တယ်ဟိုးကျွန်တော်ငယ်တော့တော်တော်ငယ်လေးပဲရှိသေးတယ်ကျွန်တော်ကစားတဲ့နေရာတစ်ခုရှိတယ်ဒီအောက်ပါဘက်မှာပေါ့နော်အခုအဲ့ဒီနေရာတွေကတော့သူများအိမ်ဆောက်လိုက်ကျွန်တော်ငယ်တော့အဲ့ဒီနေရာမှာလမ်းလေးရှိတယ်အဲ့ဒီလမ်းဘေးမှာကျွန်တော်ကစားတယ်အဲ့ဒီအနီးနားမှာဆိုဒီမိုတွေပေါက်တယ်ဒီခွေထွားလို့ခေါ်တာပေါ့နော်ပြင်လို့ပိတ်သွားလဲရှိတယ်ချင်းရစမမစောကြပါဦးဒီတပွဲကကြီးနေရောပဲကျွန်တော်ချက်တော့ဒီပွဲအကြီးဆုံးပဲပေါ့နော်မတူနူသွားတော့ပြော့
ကောင်းလိုက်တာကောင်းစားကြပါဒီမူရဲ့သူ့ရဲ့ဒီဘာလို့ပြောမလဲအချောင်းပေါ့ရိုးတံပေါ့သူ့ရဲ့ရိုးတံတော်ချိုးရသူကောင်းလားဘလို့ကောင်းလဲမသိအသားတွေတော့သူ့လိုက်မမြင်တော်ကောင်းမအဖူးလေးဆိုတော့တအားချိုးရချိုးလေးပြန်ပြီကဲသမီးနဲ့ဟင်းနဲ့စားကြပါဦးတကယ်ကောင်းတဲ့မူကတော့အဖူးတအားကောင်းတယ်ကဲပိုက်လက်ပြေးသွားပြီထမင်းလည်းကုန်ပြီမိုးဟင်းကတော့နည်းနည်းကြံတယ်နော်ကျွန်တော်အများကြီးချက်ထားရဆိုလေအကုန်ပဲပိတ်တာနေပါအေးတော်တော်ကျေနပ်တယ်ဒီမိုးစားခြင်းနေတာအဝစားခြင်းတော်တော်ကြာပြီငငယ်တော့ဆိုရရတယ်လေတပွင့်လည်းသေးသေးလေးပဲအဲ့ဒီသေးလေးကိုလေအဲ့မှာဆိုကျွန်တော်ဝိုင်းခွဲလည်းများတယောက်နဲ့နေစီဝေစားရတယ်အခုကတော့ဝိုင်းခွဲလည်းတယောက်တနေရာစီရောက်ပြီပေါ့နော်ဒီအခုဒီမှာမိုးဟင်းတွေရှယ်မိုးဆိုတော့ဒီမိုးတော့တအားကြိုက်တယ်အခုကျွန်တော်ဗီဒီယိုကြည့်ရှုပေးလို့အားလုံးလည်းကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘာတွေစားပြအောင်မလဲဆိုတော့ကိုလည်းစောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်အခုကျွန်တော်ကြည့်ရှုနေတဲ့သူတွေလည်းကျွန်တော်စားတဲ့မိုးလို့အများဆုံးစားပါစေလို့ဆုတောင်းပေးပါခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်
။